ရေတကွန်ကိုน้ำตกရေစီးဆင်းတာကိုน้ำไหลကြောက်တုံးဆိုလို့ရှိရင်ก้อนหินအနောက်ကမြက်ပင်တွေကြတော့ต้นหญ้าတစ်ပင်တွေကြတော့ต้นไม้တောင်ဆိုလို့ရှိရင်ภูเขาတဘာဝဆိုလို့ရှိရင်ธรรมชาติတဘာဝကအမြဲတမ်းလှပနေတယ်ဆိုလို့ရှိရင်ธรรมชาติเป็นสิ่งที่สวยงามเสมอธรรมชาติเป็นสิ่งที่สวยงามเสมอအားလုံးပဲအဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်တဒါ